အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗာမီတော်ပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်မေးထားတဲ့အရာလေးတစ်ခုကျွန်တော်ဖြည့်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့မီတိုမိုဘိုင်းလေးချက်မဆော့တော့ဘူးလားမိုဘိုင်းလေးချက်ဗီဒီယိုတွေမတင်တော့ဘူးလားဆိုပြီးတော့ကျွန်တော်မေးထားရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဆော့ပါတယ်မိုဘိုင်းလေးချက်လေးဆော့ပါတယ်မိုဘိုင်းလေးချက်ဗီဒီယိုတွေလည်းတင်ပါတယ်ဒါဆိုရင်ဘာလို့ဒီ channel မှာမတင်တာလဲဒီ channel မှာမတင်ချင်လို့မတင်တာပါတကယ်ချင်းလို့ဒီမှာပါကျွန်တော်ကအရင်တော့ဆိုရင်ဒီ channel မှာ mobile legend video တွေကိုအရန်တင်တာပါအရန်တင် mobile legend video တွေပဲတင်ခဲ့တာပါတခါလေကြာမှတခြားသော video တွေတင်တာပေါ့နော်အခုဘာလို့ဒီ channel မှာ mobile legend video တွေမတင်တော့တာလဲဆိုတော့စနကပြောရတဲ့အတိုင်းပဲမတင်ချင်လို့မတင်တာပါဟုတ်ပါတယ်မတင်ချင်လို့မတင်တာပါဒါဆိုရင်ကျွန်တော်က mobile legend မဆော့တော့ဘူးလားဆော့ပါတယ်ပြောပြပါရနော်ဆော့ရတယ်ဗျာ mobile legend ဆော့လဲဆော့ပါတယ် mobile legend video တွေလည်းတင်ပါတယ်ကျွန်တော်ဘယ်မှာတင်နေရလဲဆိုတော့ကျွန်တော်ရဲ့ဒီ channel မှာကျွန်တော် mobile legend video တွေကိုတင်နေတာပဲဖြစ်ပါတယ်အဲ့ဒီမှာ mobile legend နဲ့ပတ်သက်တဲ့ video တွေကြီးပဲ 10cb တင်မှာပါအဲ့ဒါတော့ mobile legend တင်တဲ့ channel ဖြစ်သွားတာပေါ့ဗျာဒီ channel ကြတော့ဘာလို့ mobile legend video မတင်တာလဲတခါတလေစိတ်ကူးပေါက်ခဲ့မယ်ဆိုရင်တော့ဒီ channel မှာ mobile legend video တင်ဖို့များပါတယ်ဒါပေမဲ့ကျွန်တော်မတင်ပါဘူးဘာလို့လဲဆိုတော့မတင်ချင်လို့ပေါ့နော်ဒီ channel မှာကျွန်တော်ကဘာလုပ်မှလဲဆိုတော့ကျွန်တော်နောက်ပိုင်း streaming ဘာညာလဲလုပ်ဖို့ရှိပါတယ်ဒါပေမဲ့အချိန်လေးတော့နည်းနည်းတော့ကြာအောင်ပဲပေါ့နော်အဲ့ဒီခါကြာလို့ရှိရင်လဲကျွန်တော်ဒီ channel မှာပဲ stream ပါပြီးတော့ကျွန်တော်ဒီလို vlog ရဲ့ channel ဆိုရင်တော့မှအဲ့ဒီ video တွေကိုလဲကျွန်တော်ဒီ channel မှာပဲတင်ပါပါပြီးတော့တခြားသော game video တွေတခြားသောအရာတွေပေါ့အခုကတော့ကျွန်တော် PUBG video တွေတင်နေပါတယ်တခြားသောကကျွန်တော်လှုပ်ချင်တာလှုပ်မဲ့ channel ဖြစ်ပြောင်းလဲတော့မှာပြပါဒီ channel မှာကကျွန်တော်လှုပ်ချင်တာတွေလှုပ်တော့မှာပေါ့နော်ကျွန်တော်လှုပ်ချင်တာတွေကဘာတွေလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းခုချိန်နေမသိသေးပါဘူးဒါပေမဲ့ဒီ channel မှာကတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တင်ချင်တာတင်တော့မှာအဲ့တော့ mobile legend video တွေကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စနက်ကပြခဲ့တဲ့ဒီ BMT Go Live ဆိုတဲ့ channel မှာလာကြည့်ပြီပါအဲ့မှာဆိုရင် mobile legend video တွေအများကြီးတင်ပါတယ်ကျွန်တော်နှစ်ရက်ခြားတစ်ခါ video တွေတင်ဖို့အတွက်ပို့ပြီးတော့ကြိုးစားရတော့မှာပါဘာလို့ဆိုတော့တင်ချင်လို့ပေါ့နော်ပြီးတော့ကျွန်တော်ကိုမေးတယ်ဘာမေးလဲဆိုတော့ဘာလို့မှဘာမှမမေးဘူးอ่ะအဲ့ဒါညီလေးစောက်ကြောင်လေညီလေးရဲ့အဲ့တော့ဘယ်သူမှဘာမှမမေးဘူးဆိုတော့တငယ်ချင်းတို့ကျွန်တော်ကိုမေးကြရရှိမယ်လို့ထင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဘက်ကနေနဲ့တငယ်ချင်းတို့မေးချင်တာမေးလို့ရမယ်အစီအစဉ်လေးလုပ်ပေးပါမယ်ပြောရမယ်ဆိုရင်တော့ Q&A ပေါ့ဒါဆိုရင် Q&A မှာဘယ်လိုပါဝင်ရမလဲလွယ်ပါတယ်အခုရဲ့ဗီဒီယိုအောက်မှာတငယ်ချင်းတို့မေးချင်တဲ့မေးခွန်းတွေအကုန်လုံးမေးတော့ပါကျွန်တော်အကုန်လုံးဖြေပေးတော့ပါမယ် Q&A ဗီဒီယိုလည်းအရင်တော့ကလည်းလုပ်ပေးခဲ့ဘူးပါတယ်လုပ်ပေးခဲ့ဘူးပါတယ်အဲ့တော့ဒီတော့မှလည်းကျွန်တော် Q&A ဖြေပေးတော့မှဖြစ်ပါတယ်ကြိုက်တာမေးခဲ့ပါဖောက်ကြရမေးရဆိုရင်တော့အဲ့မေးခွန်းတွေအကုန်လုံးကျွန်တော်ကတေချာလေးပြန်ပြီးတော့တယောက်ချင်းစီတိုင်းကိုပြန်ပြီးတော့ပြန်ဖြေပေးတော့မှဖြစ်ပါတယ်မေးခွန်းတွေကိုမေးလို့ရမယ့်ချိန်ကိုကျွန်တော်ဘယ်နှစ်ရက်လောက်သတ်မှတ်လိုက်မလဲတစ်ရက်နှစ်ရက်โอเคဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့ကျွန်တော်အင်္ဂါနေ့မှာအင်္ဂါနေ့ဆိုနည်းနည်းနီးပါမလားအင်္ဂါနေ့ပဲထားလိုက်ပါအင်္ဂါနေ့မှာကျွန်တော်အိုက်ကွန်ရဲ့ချူအနီတွေအကုန်လုံးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ပြန်ပြောပေးမယ်အဲ့ဒါမှတကယ်ချင်းတို့မေးချင်တာမေးလို့ရမယ်မေးချင်တာမေးလို့ရမယ်ဆိုပြီးတော့ပောက်ခဲ့ရတော့မမေးနဲ့နော်ဒီလိုပဲဗာမီတိုဆိုပြီးတော့ပဲကျွန်တော်ပြန်လုပ်တော့မှာပါအရင်ကဗာမီတိုပါပဲအခုလဲဗာမီတိုနောက်လဲဗာမီတိုနောက်လဲဗာမီတိုမှာပြီးတော့ပြောချင်တာကတကယ်ချင်းတို့အကူညီနဲ့ကျွန်တော်အများကြီးတော့မှာခီးပေါက်ခဲ့ပါတယ်အဲ့တက်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးပြဆက်တဲ့အနေနဲ့ဗီဒီယိုလေးတွေကိုတေချာလေးပြန်လုပ်ပါတော့မယ်ကျွန်တော်လုပ်နိုင်တဲ့ပုံစံလေးပေါ့entertainment ပဲဖြစ်ဖြစ်ပောက်ခရပြောတာပဲဖြစ်ဖြစ် video creating ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း Q&A ကျွန်တော် guitar နည်းနည်းပပတီးတက်တယ်ဆိုတော့တခါတလေသချင်း video လေးတွေလာမယ်သချင်း video ဆိုတော့ရန်ကောင်းမယ်လို့တော့မပြောနဲ့နော်ပညာညာဦးညိုဆိုရအဲ့လိုမျိုးဆိုပါတော့မဟုတ်ဘူးပေါ့နော်တေချာလေးကျွန်တော်ချိုးပေးပြမယ်အဲ့လို video လေးတင်ပေးမယ်ပေါ့နော်တင်ပေးမယ်အိမ်ပေါ့နှစ်ရက်ခြားတစ်ခါလောက်ပဲဖြစ်ဖြစ်ပေါ့ဒီဘက်မှာနှစ်ရက်ခြားတစ်ခါဆိုရင်ဒီဘက်မှာဗီဒီယိုတင်တဲ့နေ့မှာ BMT Go နဲ့မှာဗီဒီယိုမတင်ဘူး BMT Go နဲ့မှာဗီဒီယိုတင်တဲ့နေ့မှာဒီမှာဗီဒီယိုမတင်ဘူးအဲ့လိုလုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့လည်းတော်တော်ကြီးမှခီးပေါက်လိုက်မယ်လို့ထင်မိပါတယ်ထားပါကျွန်တော်မျက်နှာပြောင်းနေတာပါမျက်နှာပြောင်းနေတာတွေကိုလည်းထားလိုက်ပေါ့မျက်နှာပြောင်းနေတာလည်းပြောင်းပြီးသွားပြီဆိုတော့ကဲကျွန်တော်ကတော့ဗာမီတိုပဲဖြစ်ပါတယ်အားလုံးလည်းကျွန်တော်ကိုသိကြလိမ့်မယ်လို့ထင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်မေးချင်တာတွေကိုဒီဗီဒီယိုအောက်မှာမေးသားခဲ့လို့ရပါတယ်ကျွန်တော်အကုန်လုံးတေချာပြန်ပြီးတော့ဖြေသားပေးပါမယ်ခင်ဗျာကျွန်တော်ကတော့ဗာမီတိုမှာအားလုံးရဲ့ချစ်တော်လည်းဖြစ်ချင်တယ်လို့အားလုံးနာမည်ပြောင်းပေးခဲ့တဲ့ဘောင်းမီတိုနဲ့ဗာမီတိုဟာတစ်သက်လုံးဘောင်းမီတိုနဲ့ဗာမီတိုဖြစ်ဆက်ပြီးတော့ကြိုးစားနေဦးမှာမယ်ဆိုကျွန်တော်ကတိပေးပါတယ်အားလုံးပဲ
နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နှုတ်ဆက်ခဲ့ပါတယ်ခေါင်းတော့နေလေးပါခင်ဗျာ